အားလုံးမင်္ဂလာပါ MM Viral News and Knowledge ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာတော့သတင်းဆောင်ပါတစ်ခုကိုတင်ဆက်ပေးသွားပါမယ်အဲ့ဒါကတော့တတိယကမ္ဘာစစ်ကတကယ်ဖြစ်နေပြီလားဆိုတဲ့အကောင်းစဉ်ပေးထားပါတယ်ဒီလိုဆောင်ပါမျိုးဒီလိုသတင်းဆောင်ပါမျိုးတွေကိုနှစ်သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကို like and share လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်တတိယကမ္ဘာစစ်ကတကယ်ဖြစ်နေပြီလားဒီနေ့စစ်ပွဲသတင်းတွေတိုက်ပွဲသတင်းတွေမယိုးနိုင်အောင်ကိုကြားနေရတယ်တေးကြပြန်ပြီတိုက်ကြပြန်ပြီဘုံတွေကျဲလိုက်ကြတယ်ပြီးတွေရှိုးလိုက်ကြအပြန်လန်ပစ်ခတ်လိုက်ကြတယ်ပြေးသူကပြေးဘုံသူကဘုံသေးသူကသေးရှင်သူကရှင်မသေးမရှင်ကြံရစ်သူဒဏ်ရာရသူစစ်မီးတွေကကဘာအနှံ့မှာတောက်လောင်နေကြတယ်မြန်မာပြည်မြောက်ပိုင်းဘက်မှာလည်းယူကရိန်းမှာရုရှားမှာဂါဇာမှာပါလက်စတိုင်းမှာတတိယကမ္ဘာစစ်ကတကယ်မဖြစ်သေးတော့လဲပဲစစ်ကြီးတကူကတကယ်ဖြစ်လာတော့မလားထင်မရလောက်အောင်အသင့်အနေထားကိုရောက်ရှိလို့နေပါတယ်ဂျွန်လ23ရက်နေ့တောက်ကြနေမနက်အာယုံအတက်မှာအစ္စရေးတိုက်လေယာဉ်တွေ drone တွေကအီရန်နိုင်ငံထဲရုတ်တရက်ဝင်ရောက်ပြီးတော့အီရန်နျူကလ িয়ার စကန်ပစ်မှတ်တွေကိုတိုက်ခိုက်ခဲ့တယ်ရုတ်တရက်အငိုက်မိတိုက်ခိုက်ခံရတဲ့အီရန်ဟာအကြီးအကျယ်ထိခိုက်ဆုံးရှုံးသွားတယ်အစ္စရေးရဲ့အဓိကပစ်မှတ်ကနျူကလ িয়ার စကန်တွေဖြစ်ပါတယ်အီရန်တော်လိုင်းအဆောင်တက်စစ်ဌာနချုပ်တွေကဒုံးပြန်စကန်တွေဒုံးကြီးအစိတ်ပိုင်းထုတ်လုပ်စကန်တွေကိုပါတိုက်ခိုက်ခဲ့တယ်အထီးအနာဆုံးကတော့အီရန်တော်လိုင်းအဆောင်တက်အကြီးကဗိုလ်မှူးချုပ်ဟူစိန်ဆာလာမီအပါအဝင်ထိတ်တန်းစစ်ဗိုလ်ချုပ်တွေနျူကလ িয়ার သိပ္ပံပညာရှင်တွေအီရန်ခေါင်းဆောင်ခါမီနီနဲ့အနီးကအကြံပေးသူတွေပါတုတ်တင်ခံလိုက်ရခြင်းပဲဖြစ်ပါတယ်။ကနဦးကြီးညာချက်မှာတော့လူပေါင်း80ကျော်တည်ဆုံးခဲ့ရကနေပြီးတော့အီရန်တော်လိုင်းအဆောင်တက်မှဗိုလ်ချုပ်6ဦးပါဝင်တယ်လို့ကြားသိရပါတယ်။အစ္စရေးရဲ့အလင်းငိုက်တိုက်ခိုက်မှုကနှစ်ပေါင်း90အတွင်းမှာအီရန်အတွက်အထိအနာဆုံးတိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။မြို့တော်တီဟီရန်ကောင်းကင်မှာပောက်ကွဲနေတဲ့အလင်းနှန်းတွေထိန်ထိန်လင်းမြင်နေရတယ်။ပောက်ကွဲသားတွေမီးတောက်မီးရှံတွေကဒုံးကြီးတွေရဲ့ဖြစ်အားဘယ်လောက်ပြင်းနေဆိုတာကိုပြနေတာပဲစစ်ပွဲကြီးတစ်ခုကိုအစ္စရေးကအစပြုတ်လိုက်ပါပြီအစ္စရေးကစတိုက်ပြီးဆိုတော့အီရန်ကလည်းလက်သုံးပြန်ပြီပေါ့ဗျာအီရန်တာဝိပစ်ဒုံးတွေအစ္စရေးကောင်းကင်ရန်ပေါ်ကိုရောက်ရှိလာခဲ့တယ်အီရန်ကဒုံးပြန်400ပစ်ခတ်ပြီးတော့အစ္စရေးကကြားပြတ်ဟန့်တားနိုင်ခဲ့ပြီးတော့ဒုံးပြန်40ခန့်တယ်အာဗစ်မြို့ဟိုင်ဖာမြို့ပေါ်ကျရောက်ခဲ့တယ်မိုက်ထောင်ကျော်ခရီးကျော်ဖြတ်တန်းလာပြီးတော့အီရန်ဒုံးပြန်များရဲ့အနေရောင်မီတန်းတွေကလေဘနွန်ကောင်းကင်ပေါ်မှာမြင်နေရပါတယ်ကောင်းကင်ပေါ်ဖြတ်ပြန်သွားတဲ့အီရန်ဒုံးပြန်တွေကိုလေဘနွန်နိုင်ငံသားတွေကအလှအထိုက်ကြည့်နေကြတာတွေ့နေရတယ်စစ်ပွဲကနဦးသတင်းထုတ်ပြန်ချက်အရမှာတော့အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်မှာတည်ဆုံးသူ224ဦးရှိပြီးတော့အစ္စရေးဘက်မှာကတော့24ဦးရှိတယ်လို့သတင်းထုတ်ပြန်ထားပါတယ်ဂျွန်လ23ရက်တောက်ကြနေ့ကစတင်လိုက်တဲ့အစ္စရေးအီရန်စစ်ပွဲဟာအဆုံးမသက်သေးပါဘူးအကြီးအကျယ်ထိခိုက်ပျက်စီးဆုံးရှုံးသွားတဲ့အီရန်ဘက်ကနေပြီးတော့အလျှော့ပေးတော့မလားထင်မရတော့လဲပဲစစ်ပွဲ9ရက်မြောက်နေ့မှာအီရန်ခေါင်းဆောင်အလီခါမီနီထွက်လာခဲ့တယ်ရုပ်သံကနေတစမြင့်ခုံပြောရမှာအီရန်ဟာအမေရိကန်ကိုလက်မြောက်ဒူးထောက်မှာမဟုတ်ဘူးအမေရိကန်ကစစ်ပွဲတဲ့ဝင်လာရင်အဆုံးအစမရှိတဲ့ဆုံးရှုံးမှုတွေရင်ဆိုင်ရမယ်လို့ကြုံဝါခဲ့ပါတယ်အစ္စရေးကအီရန်ရဲ့နျူကလ িয়ার စကားတွေကိုအဓိကထားချီမုန်းခဲ့တယ်ဒုံးပြန်စကားတွေစစ်ဌာနချုပ်တွေဒုံးပြန်အစိတ်ပိုင်းထုတ်လို့ရတဲ့နေရာတွေကိုအဓိကတိုက်ခိုက်ချီမုန်းခဲ့တယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအီရန်ခေါင်းဆောင်အလီခါမီနီကိုဘယ်နေရာမှာရှိတယ်ဆိုတာကိုသိကြောင်းတပ်ပစ်နိုင်တော်လဲပဲမတပ်ပဲထားကြောင်းအီရန်အနေနဲ့ချွန်းချက်မရှိလက်နဲ့ချပါလို့ social media ပေါ်မှာရေးပြီးတောင်းဆိုခဲ့တယ်စစ်တကယ်ဖြစ်လာတော့အီရန်ဘက်ကအဓိကမဟာမိတ်တွေတည်ငြိမ်နေတယ်တရုတ်ကတုတ်ကိုမလုပ်ဘူးရုရှားကဘာမှမသိတယ်လို့ရင်ငုံနှုတ်ပိတ်နေတယ်တရုတ်နဲ့အီရန်ဆိုတာကလွန်ခဲ့တဲ့နှစ်ပေါင်း10ကြီးကတည်းကသူတို့ဒီမဟာမိတ်ဖွဲ့ပြီးတော့အီရန်နိုင်ငံကနေပြီးတော့ရင်းနှံတွေအမြောက်အများကုန်သွယ်ခဲ့တဲ့နိုင်ငံပဲဖြစ်ပါတယ်။တရုတ်နိုင်ငံသားဝန်ကြီးဝမ်ယီကနှစ်ဖက်ထိန်းလောက်ကြပါလို့ပဲပြောခဲ့ပါတယ်။အီရန်ကတရုတ်နဲ့ရောရုရှားနဲ့ပါအလုံးစုံမဟာဗျူဟာဘူပေါင်းကြီးမိတ်ဖက်နိုင်ငံ comprehensive strategic partnership ဖြစ်ပါတယ်။တိုးတော်လည်းပဲအခု Israel တိုက်ခိုက်မှုမှာတရုတ်ဟာအီရန်ဘက်ကဝင်ရောက်ပြီးမှန်တာရဲသလိုအမေရိကန်နဲ့ထိတ်တူးမှဆိုတာကြောင့်အသာငင်နေရခြင်းပဲဖြစ်ပါတယ်တရုတ်ဟာအရှိအလဲပိုင်းဒေသငင်းချိုင်းအကျိုးဆောင်နေရာဝင်ယူပြီးတော့ဩဇာထူထောင်ဖို့ကြိုးစားနေစေဖြစ်ပါတယ်။ဂါဇာကဟာမတ်စ်အဖွဲ့တွေကြားညီညွတ်မှုရအောင်ကြားဝင်ပေးခဲ့တယ်လို့အဓိကရန်သူတွေဖြစ်နေတဲ့ဆော်ဒီအာရေဗျနဲ့အီရန်ကြားဝင်ရောက်ပြီးတော့စိစက်ညှိနှိုင်းပေးပြီးတော့အောင်မြင်မှုရခဲ့တဲ့မှတ်တမ်းတွေရှိခဲ့ပါတယ်။တိုးတော်လည်းပဲယခုအစ္စရေးကိစ္စမှာတရုတ်ဝင်မပါရဲပါဘူး။တရုတ်အနေနဲ့အစ္စရေးအပေါ်ဩဇာလွှမ်းမိုးမှုလည်းမရှိခဲ့ပါဘူး။စစ်ပွဲရက်တက်တပတ်ဖြစ်လာတဲ့အချိန်မှာစစ်ပွဲတဲ့အမေရိကန်ဝင်ပါလာမလားဆိုတဲ့ခန့်မှန်းချက်တွေပူများလာခဲ့ပါတယ်။အီရန်ကိုတိုက်ဖို့စစ်ရေးအစီအမံတွေကိုထရမ့်ကအတီးဖြုတ်ထားပြီးပါပြီ။နောက်ဆုံးအမိန့်ပေးဖို့သာကြံပါတယ်။
တိုက်မီလားမတိုက်မီလားဆိုတာကတေချာမသိရသေးပါဘူး Trump ကတော့တိုက်ချင်တိုက်မယ်မတိုက်ချင်မတိုက်ဘူးတိုက်မယ်မတိုက်ဘူးဆိုတာကျွန်တော်ကလို့ဘယ်သူမှမသိနိုင်ဘူးလို့အိမ်ဖြူတော်ကတည်င်းထောက်တွေရဲ့အမေးကို Trump ကဖြေသွားခဲ့ပါတယ်အမေရိကန်စစ်ထဲဝင်လာရင်အခြေအနေကပိုရှုပ်ထွေးသွားနိုင်ပါတယ် Trump ကဒါကိုချိန်ဆနေပုံရပါတယ်တိုးတော်လည်းပဲတိုက်လေရင်အုပ်စုတွေရောလေရင်တင်တန်းဘောတွေကိုပါပင်လယ်ကွေ့ဒေတာကိုပို့ထားပြီးဖြစ်ပါတယ် Trump စီကနောက်ဆုံးမီးစိမ်းပြတ်ရင်အီရန်ကိုဝင်တိုက်ဖို့ပဲရှိပါတယ်အသင့်အနေထားမှာရှိနေတယ်ဆိုတဲ့သဘောပါ Israel လိုချင်နေတာကတော့ Iran nuclear စက်ရုံအားလုံးကိုချီမုံပြီးရင်းနဲ့ Iran ဘာသာရေးအစိုးရအဖွဲ့ပြောင်းလဲပြည်ဖြစ်ပါတယ် Iran nuclear စမ်းသပ်မှုနဲ့ပတ်သက်ပြီးတော့ Trump ကရက်ပေါင်း60အတွင်းညှိနှိုင်းဖို့တတိပေးခဲ့တယ် Israel ဟာရက်ပေါင်း60မဖြစ်မီ Iran nuclear စခန်းတွေကိုတိုက်ခိုက်ချီမုံခဲ့တယ် Netanyahu က Iran ဟာ nuclear လက်နက်ထုတ်လုပ်ဖို့လက်တကအလိုရောက်နေပြီဆိုတာကိုသိသွားခဲ့လို့ပဲဖြစ်ပါတယ် nuclear လက်နက်ရရှိရေးကြိုးပမ်းနေတဲ့အီရန်ရဲ့အဓိကရည်မှန်းချက်ကတော့အရှေ့အလယ်ပိုင်းဒေသမှာ Israel နိုင်ငံလုံးဝပျောက်ကွယ်သွားရေးဖြစ်ပြီးတော့ Israel ရဲ့ရည်မှန်းချက်တွေကအီရန်ဟာ nuclear လက်နက်ပိုင်ဆိုင်မသွားစေရေးဖြစ်ပါတယ်အီရန်ဟာ Israel ကိုတိုက်ခိုက်နေတဲ့ Hamas Hezbollah ဟိုဒီပျောက်ကြားအဖွဲ့တွေကိုနောက်ွယ်ကအဓိကပံ့ပိုးပေးနေသူဖြစ်ပါတယ်အီရန်ရဲ့ nuclear လက်နက်ရရှိရေးကြိုးပမ်းမှုဟာ Israel အတွက်အဓိကချိန်ကြောင့်မှုဖြစ်ပါတယ်အီရန်ဟာ nuclear လက်နက်မပြန့်ပွားစေရေးစာချုပ်ကိုလက်မှတ်ရေးထိုးထားတော့လည်းပဲလိုက်နာမှုမရှိဘူးလို့ဆိုခဲ့ပါတယ်အရှိအလဲပိုင်းဒေသမှာ Israel ဟာတစ်ခုထဲသော nuclear လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ်ယခုအချိန်ထိ Israel Iran စစ်ပွဲမှာ American တပ်ရဲ့ပါဝင်ခြင်းမရှိသေးပါဘူး Israel က Iran ရဲ့ nuclear စခန်းတွေ uranium တန့်စင်စက်တွေကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပေမဲ့လည်းအဓိကကျတဲ့ Iran nuclear စခန်းတွေကိုတော့ဖျက်ဆီးနိုင်ခြင်းမရှိခဲ့သေးပါဘူးဒီစခန်းမှာ Tehran တောင်ဘက်မိုင်60ကွာမှာရှိတဲ့မြေအောက်မီတာ80အနက်မှာတိစောက်ထားတဲ့ Fordow nuclear စခန်းဖြစ်ပါတယ်မြေအောက်ပေ200ကျော်အနက်မှာတိစောက်ထားတဲ့ Iran nuclear စမ်းသပ်ခန်းကိုချီမုံဖြစ်စေဖို့အမေရိကန်ရဲ့မြေအောက်ဘန်ကာဖြတ်ပုံး GBU 57AB ကတာစွမ်းဆောင်နိုင်ပါတယ်အမေရိကန်သားစစ်ပွဲထဲပါဝင်လာရင်တော့ဒီစကားကိုချီမုံပါပါတိုးတော်လည်းပဲ Trump က Israel Iran စစ်ပွဲတွေကိုပါဝင်ဖို့ချိန်ဆနေတော့မယ်ဖြစ်ပါတယ်အခုတော့လူဦးရေ10တန်းကျော်နေထိုင်တဲ့ Tehran မြို့ပေါ်ကလူတွေအားလုံးမြို့ကိုစွန့်ခွာထွက်ပြေးနေကြရပါတယ်မြို့ပြင်အဝေးပြေးကားလမ်းတွေမှာကားတွေပိတ်နေပါတယ်အလားတူစွာ Israel နိုင်ငံ Tel Aviv မြို့မှာလည်းလေကြောင်းအချက်ပေးတာတွေကြားနေရပြီးတော့လူအများဘူတာယုံနဲ့လုံခြုံတဲ့နေရာတွေမှာစုဝေးနေကြပါတယ်တတိယကမ္ဘာစစ်ကမဖြစ်သေးပါဘူးတတိယကမ္ဘာစစ်ဖြစ်ဖို့ဟိုဘက်အုပ်စုဒီဘက်အုပ်စုအပြန်လာအုံလိုက်ကျင်းလိုက်နဲ့တိုက်ခိုက်ကြဖို့လိုတယ်အခုစစ်ပွဲမှာအီရန်ဘက်ကမဟာမိတ်တွေငြိမ်နေတယ်တရုတ်ကတုတ်မလုပ်တယ်လို့ရုရှားကလည်းအတန်တိတ်နေတယ်အီရန်ကစစ်ရှုံးပြီးအစိုးရအဖွဲ့အပြောင်းလဲ regime change ဖြစ်ရင်ရုရှားအဖို့ကအရှိအလဲပိုင်းမှာနောက်ထပ်မဟာမိတ်တူဆုံးရှုံးပါလိမ့်မယ်ပြီးခဲ့တဲ့6လအတွင်းမှာဆီးရီးယားမှာအာနာရှင်အာဇတ်အစိုးရပြုတ်ကျခဲ့တာမဟာမိတ်တူဆုံးရှုံးခဲ့ရပြီးပြီလက်တလောစိန့်ပီတာစပတ်မှာရုရှားကနိုင်ငံတကာစီးပွားရေးဖိုရမ်ကျင်းပနေပါတယ်အစည်းအဝေးအပြီးမှာအစ္စရေးကအီရန်ခေါင်းဆောင်အယာတိုလာခါမီနီကိုအမေရိကန်အကူအညီနဲ့လှုပ်ကြံနိုင်သလားလို့တည်င်းထောက်မြတ်ကမေးမြန်းရမှာသမ္မတပူတင်ကဒီအကြောင်းမဆွေးနွေးခြင်းဘူးဒီအကြောင်းမပြောပါနဲ့လို့တားမြစ်ခဲ့ပါတယ်ရုရှားနဲ့အီရန်တို့အလုံးစုံမဟာဗျူဟာမြောက်ပူးပေါင်းရေးမိတ်ဖက်တွေဖြစ်တော်လဲပဲယခုမှာကအီရန်ကိစ္စမှာရုရှားကတခွန်းတဘာရအမြမှတ်ချက်မပေးပဲနေခဲ့ပါတယ်ရုရှားအဖို့ကအီရန်စစ်ပွဲကြောင့်ရေနံဈေးနှုန်းတွေထိုးသက်သွားရင်အမျက်ထွက်မှာဖြစ်တယ်လို့ယူကရိန်းစစ်ပွဲဟာလည်းပဲကဘာကြီးကမိသွားတယ်လို့ဖြစ်ပြီးတော့သူ့အတွက်အကျိုးရှိစေပါလိမ့်မယ်တရုတ်ကတော့သူ့ရဲ့အကျိုးစီးပွားအတွက်အီရန်စစ်ပွဲမဖြစ်စေခြင်းပါဘူးတရုတ်နိုင်ငံဟာအရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေစီကလိုအပ်တဲ့ရေနံစိမ်း40%ကိုတင်သွင်းနေရပါတယ်အီရန်စစ်ပွဲကြောင့်တရုတ်ဟာရေနံတင်သွင်းမှုထိခိုက်လာနိုင်တယ်လို့အရှေ့အလယ်ပိုင်းဒေသတရုတ်ရဲ့ယင်းနှိမ့်မြုပ်နှံမှုတွေကိုလည်းထိခိုက်နိုင်ပါတယ်လက်တလောကုန်သွယ်စစ်ကြောင့်ဆက်ဆံရေးတင်းမာနေစဉ်ကာလမှာအီရန်အရေးကိုအကြောင်းပြုပြီးတော့အမေရိကန်နဲ့ထိတ်တိုက်မတွေ့လို့တဲ့တရုတ်ဖြစ်ပါတယ်ဒါကြောင့်မလို့အီရန်စစ်ပွဲမှာတရုတ်ကငြိမ်သက်နေခြင်းပဲဖြစ်ပါတယ်အစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်တော့ကနေဒါမှာ G7 ထိပ်သီးအစည်းအဝေးကျင်းပနေခိုက်ဖြစ်ပါတယ်သမ္မတထရမ့်ဟာအစည်းအဝေးကိုပြီးအောင်မတက်ပဲညစာစားပြီးချင်းပြန်သွားခဲ့တယ်စစ်မှုထိပ်သီး9နိုင်ငံ G7 ဟာအမေရိကန်ကနေဒါနဲ့ဥရောပနိုင်ငံတွေကအများစုဖြစ်ပြီးတော့ဂျပန်တနိုင်ငံသားကအာရှနိုင်ငံအပြင်ဘက်ကဖြစ်ပါတယ်
ကြီးညာချက်ထုတ်ပြန်တော့အစပိုင်းမှာသဘောထားကွဲလွဲမှုတွေရှိနေတော့လဲပဲနောက်ဆုံးမှာအရှိအလဲပိုင်းဒေသကိုမတီးမငြိမ်ဖြစ်အောင်လှုပ်ဆောင်နေသူမှာအီရန်ဖြစ်ပြီးအစ္စရေးဘက်ကထောက်ခံကြောင်းကြီးညာခဲ့ပါတယ်ထုတ်ပြန်ချက်မှာတော့အမေရိကန်ရဲ့ဩဇာမကင်းကြောင်းပေါ်လွင်နေခဲ့ပါတယ်ကဘာကြီးကဝန်ရိုးစုံကဘာဖြစ်လာပြီးဆိုတော့လဲပဲအစ္စရေးအီရန်စစ်ပွဲမှာဩဇာတကယ်လွှမ်းမိုးနေတာကတော့နိုင်ငံကြီးတစ်နိုင်ငံပဲဖြစ်ပါတယ်တကယ်အရေးအကြောင်းကြလာရင်တော့အခြားဝင်ယူပေါ်ကနိုင်ငံတွေငြိမ်ကုတ်နေကြမှာအထင်ရှားပဲဖြစ်ပါတယ်တတိယကမ္ဘာစစ်တကယ်ဖြစ်ပြီလားဆိုတဲ့သတင်းဆောင်ပါကတော့ဒီများပါပဲနောက်ထပ်သတင်းဆောင်ပါတွေသတင်းတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ဗျာ